ပြောလဲထွက်သွား What စကားပြောရင်ဘာနဲ့ပြောလဲကြားတယ် ရောင်းနေနေလုံးနဲ့ စကားပြောတော့တမန်နေလေဖေဘလို့ခေါ်လဲ အမေ ဆန်းပါရောင်လဲနောက်ကြိုက်ပါလို့လဲလေတော့လူရှင်တော့လား မင်းသား မင်းသမီးတယောက်နာမည်ပြောပါ မမောင်ရွှေအေး မင်းသမီးကလူလည်းပြောလိုက်ရအောင်တပတ်ကြလူလည်းပါကက်စမောက်သေးရပါပြောလဲမသိတော့ဘူး မိုင်းရီလာ ဘာပြောလဲမင်းဝိုင်းမအမမကိုတဲ့အကြီးကိုဘယ်လိုခေါ်လဲ ညီမလေး ဒီမိုင်မနဲ့ပါလဲ တကယ် ဘယ်နဲ့မှလည်းထိုင်ဖျားသွားပါလို့လဲဖျားဟုတ်တယ်မနမိုးလေးပါလို့လဲကြည့်ပါမနမိုးလေးကြည့်ပါလေသူ့လည်းအောင်တာလည်းအဲ့ရခါတာလေဘာမဒီမလားအဲ့ဒါကြတယ်ကောင်းကြီးကဘာရောင်လဲ အမေရ ဒီကနှစ်ခုတခါရွာရဲကြီးသားကဘာလဲ အောင်မလေး အခုတော့မှာနော်အဖေနဲ့တော့ဟုတ်တော့ ပြောင်းနေတယ် လူကဘာစားလဲ တမန်သား မှန်တယ်တမင်သားတယ် မင်းတရားပဲပြောနေ အမေကဘယ်လိုခေါ်လဲအဖာမှန်တယ်ပါအဖာလည်းငါလည်းပါစားတယ်ညဘက်ကြိုက်ပါလို့လဲ မတော့ထိုင်ဟာလေလို့ စားပါရောင်လဲ အမေရ အမေသူရနေပြီငါလည်းဒါလေးပဲမှန်တယ်လက်တမောက်စရပါပြောလဲ တော်တောင်းမှလာတယ် မှန်တယ်တောင်းတာโอเคတောင်းမှာပါမင်းသမီးတယောက်နာမည်ပြောပါ စင်းစင်းဆုံးမြ အော် သမီးတော့ပြောတာ ဒီလိုမျိုးရှိတယ်လားလို့ဒီလိုမျိုးရှိတယ်သမီးလည်းပဲသမီးပြောရအောင်လို့ငါလည်းမင်းသားတယောက်နာမည်ပြောမင်းသားတယောက်နာမည်ပြောစကားအားလုံးသိလားမင်းသားတယောက်နာမည်ပြော မသိဘူးပြောလို့မရဘူး ဟုတ်တယ်မင်းသားတယောက်နာမည်ပြောလေ ဘာလဲ ဟုတ်တယ်သူစဉ်းစားနေမင်းသားတယောက်နာမည်ပြော ထိုင်သိန်းကြီး တူတော်ဝိုင်းသူအခုခိုင်းနေရတာအမြဲ မင်းကတော့ကတော့ရသွားပြီ စကားဘာပြောလဲ မသိဘူးလေ အမူရနဲ့ပြောလေဦးလုံးလုံးလေးလိုက်မယ်အဲ့မေယောဟာမင်းတော့ရိုက်တိုင်းတော့ညလုံးကဘာလုပ်တာလဲ နေလို့ဘာကြာနေ အရေးကြာနော်အရောင်လဲ အဝါရ ဒီသားပါလဲ မိမ လမ်းလိုက်ပါလို့လဲ sorry နေတော့လူကျင်တာလား အချက် နေပြီးကြတယ်မပြော နေတော့ လူလည်းမျိုးပါလဲသားလဲ နှာခေါင်းနဲ့ ဒီမှာပါလဲသားလဲ လက်နဲ့ပါအမေဘယ်လိုပါလဲ ဖေး လူကပါသားလဲ ရှိစား တောင်းရပါမယ် အသိအာအော်ဘယ်လိုရတယ်ပြော ဘယ်လူကအ ဖေနဲ့မင်းနဲ့ပါတော့လဲ မောင်မိုင် အမေဘယ်လိုခေါ်လဲ မာသားမာသားလေ ကိုလည်းဒီဘယ်လိုခေါ်လဲ ညီမလေး ကိုတိလာတယ်လူတမင်ပါတဲ့သားလဲ ဘာကြီးကိုလဲလူ တမင်ပါနဲ့သားလဲသားလဲလို့ပြောတမင်ပါနဲ့သားလဲ ဘာလဲစားရမြောက်ခါလို့မစင်းလို့ လူလည်းတမင်ပါနဲ့သားလဲ ခြေထောက်နဲ့အဲ့ဒါကိုမှရှင်းတော့ကြားနေပြီနော် ဒီပါပါလဲပါလဲ ဘာတက်နဲ့ဘာတမမျိုး အဲ့ကြောင်ဝိုင်းအောက်ကမှပါရှိတယ် တန်းတန်းရှိတယ် လည်းမင်းပါလဲ ထိုင်နေ ဒီပါရဲ့ဒါမဲ့မနဲ့ပြောတယ် ခြေထောက်ကြီးနဲ့ အဲ့ဒါပြီးပါဘာ